NO unit air going NO unit เนาะဒီswing ကောင်းမကောင်းကိုစစ်နေတာ blower တော့လဲတယ် blow NO unit အဆင်ပြေပေမဲ့ NO ကနေပြီးတော့ကျွန်တော်တို့က power ကို outdoor ကိုထွက်မလို့စမ်းရမယ်ဘာလို့ outdoor unit ကိုသူက power ထွက်ပြီးဆိုတော့မှ outdoor ကလည်းလဲမှာ outdoor လဲတော့မှဒီ NO က A ဓာတ်ကိုထုတ်ပေးမှာเนาะအောက်တိုးလဲဖို့အတွက်အရင်ဆုံးကျွန်တော်တို့ကလုပ်ရမယ်အောက်တိုးကိုမီးရောက်မရောက်ကိုစမ်းတဲ့ဥစ္စာကိုကျွန်တော်တို့ပြယူနစ်ကိုမီးထွက်လာဒီကောင်အင်တိုးလဲနေတာမှန်တယ်အောက်တိုးယူနစ်ကိုမီးထုတ်ပေးမှဖြစ်မယ်ဒီအောက်တိုးယူနစ်ကိုမီးထုတ်ပေးတဲ့ဥစ္စာကိုကျွန်တော်တို့စမ်းတယ်ကျွန်တော်တို့အနည်းဆုံး9မိနစ်စောင့်ရတယ်ဆရာတို့9မိနစ်စောင့်ရတယ်အောက်တိုးယူနစ်ကိုမီးထွက်သွားပြီးဆိုတော့မှအောက်တိုးယူနစ်ကလဲမှာအော်တိုယူနစ်တဲတော့မှဒီအင်တိုယူနစ်ကအေးကောင်းကောင်းထုတ်ပေးမှာပဲเนาะအခုတော့မီးကိုစောင့်ကြည့်လိုက်မယ်အော်တိုကိုမီးထွက်သွားပြီဆိုရင်ဒီကောင်ကတော်တော်လေးအဆင်ပြေသွားပြီเนาะမီးထွက်တဲ့ဒီစောင့်ကြည့်ခဏလေးစောင့်เนาะအော်တိုကိုမီးထွက်အောင်စမ်းနေတာအော်တိုမီးထွက်တော့မှအော်တိုကိုမီးရောက်ပြီဆိုတော့မှအော်တိုကလဲမှာဒါပေမဲ့အော်တိုကိုကျွန်တော်တို့တက်မတက်ပဲနဲ့ကျွန်တော်တို့ဒီမှာတက်စတာမီးလုံးနဲ့တက်ထားတယ်တက်စတာမီးလုံးနဲ့ join ထားတယ်ဒီကနေပြီးတော့အော်တိုကိုမီးထွက်တယ်နဲ့သူကအော်တိုကလဲမှာပဲတေချာပေါ့ပဲเนาะအော်တိုမကောင်းအောင်ပြောတယ်ဘူးတော့လောဆယ်ကတော့အော်တိုမီးထွက်ဖို့ကပထမဆင့်အရေးကြီးတယ်အဲ့ဒါကိုရှင်းပြတာเนาะအခုကအော်တိုကနေအင်တိုကနေပြီးတော့အော်တိုကိုမီးပို့လိုက်ပြီเนาะမီးလင်းလာပြီဒါတက်စတာမီးเนาะတကယ်တမ်းကျတော့ဒီနေရာမှာအော်တိုဖြစ်သွားမှာเนาะတက်စတာမီးရောက်တယ်ဆိုတာကမီးရောက်သွားလို့เนาะတကယ်လို့သာအော်တိုကိုမီးရောက်သွားမယ်ဆိုလို့ရှိရင်အော်တိုကစတယ်เนาะအဲ့တော့မှအေးတက်ကစပြီးတော့လေပတ်မှာเนาะ circulation က air circulation ကအဲ့မှာလေပတ်မှာเนาะcooling circulation လို့ခေါ်မှာပေါ့เนาะဒါပြီเนาะ